င်္ဂလာပါဗျအခုဆိုလို့ရှိရင်ကျွန်တော်ဒီ Viber အကောင့် block ခံနေရလား block မခံရဘူးလားဆိုတာကိုကျွန်တော်တို့စစ်ကြည့်တဲ့နည်းလေးကိုတစ်ချက်ပြောပြပေးမှာပဲဖြစ်ပါတယ်။ Okay ပထမဆုံးကျွန်တော်တို့ဒီ Viber တွေကိုအရင်ဝင်မယ်။ဝင်ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ထိတ်ဆုံးမှာရှိမှာပေါ့နော်ဒီညာဘက်ထိတ်ဆုံးတောင်းလေးမှာရှိတဲ့ဒီ search icon လေးကိုတစ်ချက်နှိပ်မယ်။နှိပ်ပြီးတော့ပြီဆိုလို့ရှိရင်ဒီမှာရိုက်ချမယ်စာကကြတော့ unblock number support ပေါ့နော်။ unblock number လို့ရိုက်လိုက်တယ်ဆိုလို့ရှိရင်သူကဒီမှာ unblock number support ပေါ့ blue mark ကလေးနဲ့ဒီ1 subscriber ဆိုတဲ့ဟာလေးပေါ့နော်ဒါ Viber ကတရားဝင်ထုတ်ထားတယ်ဒီ ball လေးပဲဖြစ်ပါတယ်ကျွန်တော်အဲ့ဒါလေးတစ်ချက်နှိပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူကကျွန်တော်တို့စီကိုဒီစာအရင်ပို့မယ်ပေါ့နော် Hi we are going to trying to help you unblock နေphone number ကိုယ့်ရဲ့ phone number က block ခံနေရလား block မခံဘူးလားဆိုတော့သူကစစ်ကြည့်ပေးမယ်တဲ့ okay အဲ့ဒါဆိုရင်ကျွန်တော် continue တစ်ချက်နှိပ်လိုက်ပါနော်ဒါဆိုလို့ရှိရင် your account is not blocked ကျွန်တော်ရဲ့ account က block မခံရဘူးပေါ့နော်တကယ်လို့ block ခံရတဲ့သူတွေဆိုလို့ရှိရင်တော့ဒီမှာ your account was blocked by ဒီ spam အနေနဲ့သတ်မှတ်ထားတဲ့အတွက်ကြောင့် block ခံရပါတယ်ဆိုပြီးတော့စာကြီးပေါ်တယ်ပေါ့နော်အဲ့စာကိုကျွန်တော်ဒီ block ခံရတယ်ဆိုလို့ရှိရင်သိနိုင်တဲ့အချက်တွေကတော့ကျွန်တော်ဒီစာပို့တဲ့အခါကြလို့ရှိရင်ဒီတခြားသူတွေစီကိုစာပို့လို့မရဘူးတခြားသူတွေကကိုယ်စာပို့လို့ရတယ်အဲ့ဒီဘောကတော့စာအထွက်မရဘူးစာအဝင်မဲ့ရမယ်ပေါ့အဲ့ဒီသဘောပါပဲခင်ဗျတကယ်လို့ကိုကဒီ Viber block ခံထားရတယ်ဒီအလုပ်ကိစ္စအတွက်လည်းအသုံးပြုနေတဲ့အကောင်အရေးကြီးတဲ့အကောင်ဆိုလို့ရှိရင်ကျွန်တော် PS Digital Service မှာလာပြီးတော့ service ယူလို့ရပါတယ်ခင်ဗျဒါနဲ့ပြောဖို့မိသားစုပါခင်ဗျဒါကတော့ကျွန်တော်ရဲ့ page က version 2ပေါ့နော်ကျွန်တော်ရဲ့ပထမ page အဟောင်းကကြတော့ဒီ admin account လောက်ကျသွားတဲ့အတွက်ကြောင့် page ကပြန်ဆက်လို့မရဖြစ်နေတာပေါ့နော်ခုလောလောဆယ်ပြန်ဆက်လို့မရလို့ကျွန်တော်စကားပြောချင်တယ်ဒီဆက်သွယ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ page address ကနေဆက်သွယ်လို့ရပါတယ်ဒါကတော့ကျွန်တော်ရဲ့ phone number ပဲဖြစ်ပါတယ်95901412ဆိုတဲ့ phone number နဲ့ဖွင့်ထားတဲ့ Telegram number ပဲဖြစ်ပါတယ်ဒါက user name ကတော့ PS Service 2026ပဲဖြစ်ပါတယ်တကယ်လို့ဆက်သွယ်ချင်တယ်အလုပ်ကိစ္စဆက်သွယ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ Telegram ကနေပဲဖြစ်ဖြစ်ခုန Facebook page ကနေပဲဖြစ်ဖြစ်ဆက်သွယ်လို့ရပါတယ်ခင်ဗျကျေးဇူးပါ